ဒီမှာတော့ညီကိုတွေအားလုံးပဲစောင့်မြင်နေကြတယ် RPA20 မှာဘာရီရောလေပါဝင်လာနိုင်မလဲဆိုတာကိုမစ်ရှင်နဲ့သူချက်ကြည့်လိုက်ရအောင်ဂျွန်လ16ရက်နေ့မှာထွက်ရှိလာမယ် RPA20 လေရဆိုရင် Summer Beach တင်းနေနဲ့ထွက်ရှိလာမယ်ပြင်မှာဥပပြတာတဲ့ Bikini Outfit လေးနဲ့ငါးပုံစံ Hack Gear လေးက RPA Level 1 Raw အနေနဲ့ပါဝင်လာမှာပါညီကိုတို့တည့်ရတဲ့အတိုင်းပဲ RPA Level 15မှာဆိုရင်အရင် RPA ဒီမှာပါဝင်နေကြဖြစ်တဲ့ရင်းပြန်စကင်တစ်မျိုးကလည်းပါဝင်လာမှာဖြစ်ပြီးတော့ RPA တင်းနဲ့လက်ဖက်စင်မဲ့ MS Skin နဲ့ Bump Skin တွေကလည်းအခုပြပြတာဒီဇိုင်းတွေအတိုင်းပါဝင်လာအောင်မှာပါ RPA ပါဝင်လာမဲ့ Vehicle Skin တစ်အနေနဲ့ကိုတော့အဖြူနဲ့ပြောင်ရွက်ဆက်ထားပြီးတော့မှအသက်ကဲဘောကွင်းလေးနဲ့လက်ဆင်ထားတဲ့ Beach Boot ဒါစီယာ Skin တွေက RPA Vehicle Skin တစ်ခုအနေနဲ့ပါဝင်လာအောင်မဲ့အပြင် RPA အဓိက outfit တစ်ခုတည်းတစ်ခုဖြစ်တဲ့ RPA Level 40 outfit ကိုလည်းအခုပြပြတာရပါငမန်းပုံစံsorry ငမန်းမဟုတ်ဘဲနဲ့ဒီငမန်း outfit လေးက metal outfit အနေနဲ့ပါဝင်လာအောင်မှာပါ RPA upgrade gun skin အကြောင်းမပြောခင်ညီကိုတို့တိပေးစာတစ်ခုရှိပါတယ်အဲ့ဒါကတော့အခုလိုမျိုးပတ်ချီအတွက်သုံးဝင်တဲ့အကြောင်းအရာလေးကိုအမြဲတင်ဆက်ပေးနေတယ်မရှက် channel တွေက follow လုပ်ဖို့အတွက်တရားကြိုင်လုံး discount ပေးနေရမလို့ channel လေးကို follow လုပ်တော့ကျွန်တော်လက်ချင်တယ်ဒီခေါင်းရရှိပဲ RPA20 ရဲ့ upgrade gun skin အနေနဲ့ကိုတော့အဝေးပြေးကြတဲ့ညီကိုတွေအတွက် 98K upgrade gun skin တွေကဒီတစ်ခေါက် upgrade gun skin အနေနဲ့ပါဝင်လာမှာဖြစ်တာမလို့ RPA upgrade gun skin ကို AR upgrade gun skin အနေနဲ့စောင့်မျှော်နေတဲ့ညီကိုတွေတော့မသိပါဘူးမရှက်အနေနဲ့ကတော့အခုလိုမျိုး gun skin လေးထုတ်ပေးလိုက်ရတာလေတော်လေးကောင်းတယ်လို့ထင်မြင်မိပါတယ်မထုတ်ပေးရင်ပိုကောင်းရဆိုပေမဲ့လည်းပေါ့ RPA နောက်ဆိုလည်းဖြစ်တယ်လို့အဓိက outfit လည်းဖြစ်တဲ့ RPA level 1 outfit ကိုတော့အတော်လေးလာတဲ့နွေရာသီကတ်ချင်နဲ့လိုက်ဖက်မယ် outfit design ဆက်ဆက်လေးကိုမှမိုးပြောင်စပင်လေးတွေနဲ့ခုတွေ့ရတဲ့ Mercury character လေးက RPA20 ရဲ့ level 1 outfit အနေနဲ့ပါဝင်လာမှာပါအခြား reward တွေအနေနဲ့ level တင်လို့မရတဲ့ MK47 Mutant skin Sky skin SCC shotgun skin နဲ့ Scorpion pistol skin တွေကလည်း RP နဲ့တူပါဝင်လာအောင်မှာပါပြီးတော့အခုထွက်ရှိလာတဲ့ RP လေးကိုညီကိုလေးအနေနဲ့ဘယ်လိုထင်မြင်မိလဲ comment ထဲမှာဆွေးနွေးခဲ့လို့ရပါတယ်